မိသေးတယ်ရင်ငါလွမ်းမိတယ်ဟိုချိန်ကမျိုးသမီးတွေရဲ့တင်မောင်းခုလိုလိုက်ပြီးတော့ကြည့်တဲ့ခင်ကပါစာမွေးပွဲတိုင်းကိုချဖို့တော့ပဲခေါင်းထဲမှာချန်နေခဲ့မိုးလီကနေမိုးချုပ်တီဂိမ်းဆိုင်ကနေအိမ်ကိုမပြန်ချင်ခဲ့ရွယ်လေးနဲ့ရောက်လာတော့စစ်လေးတွေတောက်တယ်လားအဖေဆိုင်မှာငယ်ချင်းတွေကိုဖြစ်ပူအောင်ထိုင်ဆောင်တယ်လားအော်တူတာရေဆိုအောင်လို့တော့ဒိုများချိုးလာဤအပေါင်းသိကောင်းအစစ်နေတက်လာပြီးဒိုပါကိုအဝီအော်အိမ်မှာဆေးကြောက်တွေစားပြီးတော့မေယာငါ့ကိုအန်အော်ပြီးကြည့်အဖေဟာရီမောတွေရှက်တာနဲ့ဘာမှပြန်ပြောမိရီသားပေါင်းဆုံးထားချီရမူဂျိုရင်းကတက်မမကြီးကြောက်နဲ့သက်15နှစ်လောက်မှလူမျိုးရေးပါပြက်ဒေးပါဒီရဲ့သွားဖက်ကဲလေးနဲ့ငါပြောပါအပြန်ကြရင်ကလပ်ဒါမှမဟုတ်ဟိုတယ်ကိုခေါ်သွားလမ်းမပေါ်အရန်ဝဲနဲ့အိတ်ဆက်ရှိတဲ့မောင်ညများအားလုံးအမတ်တရားအားတစ်ခုမှနောင်တမရ Yeah, ain't them now, I'm a soul, not away.